ပြန်လာနဲ့သူ့တာအိတ်နေတာတော့မှတော့လုံနေပြန်လာနဲ့ဖေးချစ်တာမအမေအိမ်ချွတ်တာပြီးနမထိုင်ဆောင်အိတ်ပြော်သွားတယ်ရုပ်ကလိန်စားမဲ့ရုပ်စီထောင်းတထောင်ရှိနေပြီခေါ်လာတယ်ထွားလာမနေပဲစားလိုက်အိတ်လိုက်စောလိုက်မသူ့ဖေးချစ်တော့မကြိုက်ဘူးအိမ်ငိုင်းနေပါလေဆိုဖေဖေကဘာလဲလောက်နေအောင်ကလေးကိုရုပ်လေးကမလေးအိမ်ငိုင်းနေသူပြင်မဆုံးမအိမ်မှာစီထားရေပြန်လေးဝိုက်ခင်ဗျာတော့ဘာလဲရပါပြီခလေးမိုးသွားအောင်မယ်စစ်စရာလေးမကြည့်ဒီတောင်းတွေဒီမှာပေါင်းတဲ့တောင်းတွေကဆက်ဆိုင်တော့ဒါရှင်းချင်မယ်ဝင်ရှင်းတယ်ဒီဒီကြောင့်ဆက်မှန်တယ်အမြဲတမ်းဘုရားကိုဒီဝိုင်းဘုရားရှိရမယ်ဒါဘယ်လိုရသက်တာလဲဒါတော့မပြတ်စတဲ့ဟာပြည့်အောင်စိတ်တော့စိတ်ကိုသိနေတယ်ရောညညဒီဝက်ချာပဲတဲ့ချာလာဒီနာပဲနေတယ်ချာတယ်တဲ့လေးကြောင့်他们这个有晚上老。ခေါ်လေးမောင်မလုပ်နေတယ်ဒီဖတ်ဆွေနော်ကြည့်ဘယ်နဲ့ဒီပါတယ်နော်ဒီဖတ်ဆွေနော်ညညဆိုလည်းမအဲ့ဘူးမကြီးဆော့ရဗျာတအားဆော့တာအမကြီးကြည့်စုပလိုက်တဲ့ရေညညဆိုလည်းမအဲ့ဘူးမှာအခု10နာရီကျော်နေပြီနော်ည10နာရီကျော်နေပြီထိုင်းဆန်တော့ချိန်ည10နာရီကျော်နေပြီမအဲ့ဘူးအမကြီးအဲ့လိုပဲဆော့တာတညလုံးလေးဆော့ပြီးသွားလို့ရှိရင်လေအမမျက်လုံးတွေမျက်စံတွေပြူးပြဲပြီးတော့အဲ့ဒါအမသူမဟုတ်တဲ့အတိုင်း
အမကြီးတညလုံးဆော့တယ်ဗျာမကြီးတညလုံးတအားဆော့တာဆော့ပြီးတော့စီရင်လေနိုးတောက်မယ်သူပြီးတော့စီရင်မှအစားစားမယ်ဒီကောင်ကမထွားပဲနေမလားလို့အမကြီးခေါင်းရောက်ရပြန်ပြီအရန်ဆော့တော့ပဲဘာလဲလုံးနေရတာဒီမှာအဲ့တော့ဘူးလားဟမ်ဆယ်နာရီကြော်နေပြီနော်ဖေဖေအလုပ်သွားတော့မယ်မနေ့4နာရီ5နာရီတော့လုပ်ဝင်ရတော့မယ်ခုချိန်ကြီးစော့နေတော့စီကန်းနေပြက်နေပြီတသားစီကန်းပြက်နေပြီညညဆိုမအဲ့